အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဇိုင်နာဆိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒီရဲ့ပတန်မက်ချစ်ကော့ကော်လာလေးကိုကျွန်တော်ပတန်ယူနီယံစပြီးတော့ပိစာကိုက်နီချုပ်နီတီးပေါ့နော်အသေးစိတ်လေးစဒီနေ့မှာပေါ့နော်တင်ပေးသွားမှာဖြစ်ပါတယ်ဒီပတန်မက်ချစ်ကော့ကော်လာဒီဇိုင်လေးကပေါ့နော်တခြားဒီဇိုင်းနဲ့မတူတာကျွန်တော်သူအားဆိုတော့လေးဆိုတော့ဒီမှာဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ပေါ့နော်တစ်ဆက်တည်းပဲမလုပ်လိုက်လဲဆိုရင်ဒီမှာဆိုရင်ကုတ်ချုပ်ဖို့အတွက်ဖြတ်စာမပါဘဲနဲ့ပေါ့နော်တခါတည်းခန္ဓာကိုယ်လေးနဲ့တစ်ဆက်တည်းယူသွားတာဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းစဒီနေ့မှာအသေးစိတ်လေးတင်ပေးသွားပါမယ်နော်ခုဒီလိုမျိုးပတန်မက်ချစ်ကော့ကော်လာဒီဇိုင်းလိုမျိုးပေါ့နော်ဒီဇိုင်းတွေအများကြီးပေါ့နော်တင်ပေးဖို့ရှိပါသေးတယ်လို့ပတန်မက်ချစ်ကော့ကော်လာဒီဇိုင်းပုံစံလေးတွေကိုစမ်းနေတတ်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုလိုက်ရရှယ်လို့တောင်းမိပါနဲ့နော်ဒီဒါဆိုရင်ပေါ့နော်ဆရာရဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပါရှေ့ကပြောခဲ့လို့မျိုးပဲပေါ့နော်ဒီပတန်မက်ချစ်ကော့ကော်လာလေးကိုစပြီးတော့ပတန်ယူပြမယ်ပေါ့နော်အရင်ဆုံးကိုကနေပြီးတော့ပေါ့နော်ဘယ်ပတန်သုံးလဲပေါ့နော်သုံးတဲ့ပတန်မှာမူတည်ပြီးတော့လိုက်ပြီးတော့ယူပြီးလို့ရပါတယ်ဒါတော့ပေါ့နော်ဆရာကပညာတနာသင်ပေးဖို့ပေါ့နော်ဒီ line ပေါ်မှာသင်ပေးထားတဲ့ပတန်လေးဖြစ်ပါတယ်ဒီပတန်လေးကိုပေါ့နော်ဆရာရဲ့ wall ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်နော်ခေဒါဆိုရင်ပေါ့နော်ဆရာရဲ့ပတန်လေးကိုစယူမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါဒီပါ channel ဆိုရင် zero ရဲ့ f ရှေ့ချမ်းဒါဒီ zero ရဲ့နောက် b အနောက်ချမ်းပေါ့နော်ဒါဆိုရင်ပေါ့နော် zero အရင်ဆုံးနောက်ချမ်းကို level box လေးဖောက်ပါမယ်နော်အနောက်ချမ်းရဲ့ပေါ့နော် level box လေးအရင်ဆုံးဖောက်လိုက်မှာဖြစ်ပါတယ်အခုလိုမျိုးလေးဟုတ်ပြီနော် level box လေးဖောက်ထားပြီးတော့ပေါ့နော် zero ဒီရဲ့ level box ပေါ်မှာနာဒီဘယ်လောက်ရှိလဲဆိုတာကိုအရင်ဆုံးတိုင်ထားပါမယ်ကိုကောလန်ယူမှာဖြစ်တဲ့ကြောင့်မို့ပေါ့နော်အနောက်ချမ်းရဲ့ဟွာလေးလည်းလိုတယ်ပေါ့နော်ဒီမှာဆိုရင်စတိုင်လိုက်တာပေါ့နော်စင်တီနဲ့ဆိုလို့ရှိရင်တော့8 cm ရှိပါတယ်8 cm ပေါ့နော်လက်မနဲ့ဆိုလို့ရှိရင်တော့3လက်မနဲ့ပေါ့နော်2စိတ်လောက်ရှိမှာဖြစ်ပါတယ်ဒါလေးကိုဆိုတော့တစ်ချက်မှတ်ထားပေးပါနော်ဒါဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ကအရှိချမ်းကူမှာကိုကောလန်နဲ့ပေါ့နော်ဒီပတန်မက်ချစ်လာရမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့အရှိချမ်းလေးကိုသွားလိုက်မယ်ဆိုတော့ပတန်မက်ချစ်တွေယူတဲ့အချိန်မှာပေါ့နော်ဆိုတော့ကပတန်မက်ချစ်တွေကိုဒီပေါ့နော်ခါးနေဖြတ်ပြီးတော့ယူပေးရမှာဖြစ်ပါတယ်ဆိုတော့ပေါ့နော်အရှိချမ်းပတ်တန်ကိုခါးနေဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့နှစ်ထောက်ကိုပေါ့နော်ဆရာနေပြီးတော့ပတ်တန်မက်ချစ်ယူမှာဖြစ်တဲ့အကြောင်းမို့ဒီနှစ်ထောက်ကိုဆရာနေပြီးတော့ထောက်ထပ်ပြီးတော့တိတ်ကတ်လိုက်မှာဖြစ်ပါတယ်အဲဒါဆိုတော့ပေါ့နော်အရင်ဆုံးထောက်ကလေးတွေကိုကတ်ကြီးလေးနဲ့လိုက်ကတ်ပြီးတော့ထပ်လိုက်ပါမယ်ဟုတ်ပြီဆိုတော့ဒီဘက်ထောက်ကိုလည်းကတ်လိုက်ပါမယ်ဒီလိုလေးဆိုတော့ထောက်ထပ်ပြီးတော့တိတ်ကလေးကတ်ထားလိုက်မှာဖြစ်ပါတယ်ဒီဘက်အချမ်းကိုပေါ့နော်စက်ကူပိုလေးပေါ့နော်လာဆက်မှာဖြစ်ပါတယ်ဒီစက်ကူပိုလေးကိုအခုလိုမျိုးလေးလာပြီးတော့ကတ်လိုက်ပါမယ်ဒီရဲပေါ့နော်ဒီပခုံးဖက်ကနေပြီးတော့ပေါ့နော်ဒီအပေါ်ချမ်းမှာလာကတ်ပါမယ်အခုလိုမျိုးလေးကတ်ပြီးသွားပြီဆိုလို့ရှိရင်ဆိုတော့ပေါ့နော်မူရင်းလက်ပင်ရဲပေါ့နော်ဒီလိုမျိုးလေး၄000လေးရှိရတွေ့နော်အဲ့ဒါကနေပြီးတော့ပေါ့နော်ဆိုတော့ကဒီအတွင်းထဲကိုဆိုတော့က2 cm ဝင်လိုက်မှာဖြစ်ပါတယ်2 cm ဖြစ်ပါတယ်လာမထဲဆိုလို့ရှိရင်တော့ဆိုတော့က6စိတ်ဖြစ်ပါတယ်เนาะအတွင်းထဲဝင်ပြီးတမတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဆိုတော့ဒီကရင်ထိတ်အမှတ်ကလေးနဲ့ပေါ့เนาะလာပြီးတော့ဆက်လိုက်မှာဖြစ်ပါတယ်ရင်ထိတ်အမှတ်ကလေးနဲ့ခုလိုမျိုးလေးပေါ့เนาะမြင်းဖြောင်းကိုရှည်ရှည်လေးဆွဲမှာဖြစ်ပါတယ်เนาะအခုဆိုတော့ဆွဲလိုက်တဲ့ပေါ့เนาะမြင်းလေးတိုင်းကတ်ကြီးလေးနဲ့ခိုက်ထုတ်ပေးပါကကြီးလေးနဲ့ပေါ့နော်ဒဲလေးကိုက်သွားမှာဖြစ်ပါတယ်ဘယ်ထိလဲဆိုလို့ရှိရင်ဆိုတော့ရင်ထိတ်ကလေးထိကိုက်ပြီးသွားမှာဖြစ်ပါတယ်နော်ခုလိုမျိုးလေးဖြစ်ပါတယ်အဲ့ဆိုရင်ပေါ့နော်ဆိုတော့ခုလိုလေးရလာပြီဆိုလို့ရှိရင်တော့အခုကိုက်လိုက်တဲ့နေရာလေးကိုဆိုတော့စက်ကူလေးလာပြီးတော့အစားထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ဆိုတော့ဒါလေးတွေကိုတိတ်ကလေးတွေကတ်လိုက်မှာဖြစ်ပါတယ်ခုလိုလေးဆိုတော့ကတ်ပြီးသွားပြီဆိုရင်ဆိုတော့ဒီအမှတ်ကလေးကနေပြီးအောက်ကို9 cm ဆိုပြီးဆင်းမှာဖြစ်ပါတယ်ဘယ်လောက်လဲဆိုရင်9 cm ဖြစ်ပါတယ်ဒီ9 cm ပေါ့နော်ဆိုတော့ကလက်မနဲ့ဆိုလို့ရှိရင်တော့3လက်မဝင်ခြင်းရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဆိုတော့မူရင်းလက်ပင်မှတ်နဲ့ဒီမှာပခုံးနဲ့ဆက်တဲ့နေရာလေးရှိတယ်ဒါလေးအောက်ကလေးကိုဆိုတော့ပေါ့နော်ဘာလို့လိုက်မလဲဆိုလို့ရှိရင်မြင်းဖြောင်းလေးတစ်စောင်းဆွဲလိုက်မှာဖြစ်ပါတယ်ဒီလိုတစ်စောင်းဆွဲပြီးသွားပြီဆိုလို့ရှိရင်ဆိုတော့ပေါ့နော်ဒီဖက်ကိုဆိုတော့ဘာလို့လိုက်မလဲဆိုရင်ဒီလိုဆောင်းဆောင်းလေးတိုင်းပေါ့နော်တစ်စောင်းလေးပေါ့နော်ဆိုတော့ဆွဲလိုက်ပါမယ်ဒီလိုလေးပြီးလို့ရှိရင်ဆိုတော့ဒီဘက်ကိုကျွန်တော်ဆိုတော့က6 cm လက်မနဲ့ဆိုလို့ရှိရင်ကျွန်တော်လက်မနဲ့4စိတ်လောက်ရှိမှာဖြစ်ပါတယ်ဒီကနေဒီထိ6 cm လက်မနဲ့ဆိုရင်လက်မနဲ့4စိတ်ဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ဆိုတော့ဒီအခုဆိုတော့ထွက်လိုက်တဲ့အမှတ်ကနေတွင်ထဲကို4 cm ဝင်လိုက်မယ်ပေါ့เนาะလက်မနဲ့ဆိုလို့ရှိရင်တော့ဆိုတော့တလက်မနဲ့4စိတ်လောက်ရှိမယ်ပေါ့เนาะအဲ့ဒါလေးဝင်ပြီးသွားလို့ရှိလို့ရှိရင်တော့ဒီအမှတ်ကလေးတမတ်ရမယ်ပေါ့နော်ဒီအဲ့ဒီအမှတ်မဟုတ်ဘဲနဲ့ခုနကဆိုတော့ဒီခုနကတော့ငါ6 cm လက်မနဲ့ဆိုလို့ရှိရင်လက်မနဲ့4စိတ်ထွက်ထားတဲ့အမှတ်ကနေအပေါ်ကို2 cm လောက်ပေါ့နော်ကော်လန်အဟာစာလေးယူလိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဆိုတော့ဒါလေးကိုဒီလိုလေးဆွဲလိုက်ပါမယ်ဆွဲပြီးတော့ဒီကိုလည်းပေါ့နော်ဆိုတော့က4 cm ဖြစ်ပါတယ်လက်မနဲ့ဆိုလို့ရှိရင်တော့ဘယ်လောက်ယူမလဲဆိုရင်တလက်မနဲ့4စိတ်ဝင်ခြင်းဖြစ်ပါတယ်နော်ခုနကတော့ပေါ့နော်ဆိုတော့ဒီမူရင်းလေပြန်ကနေဒီမြင်းဖြောင်းလေးဆွဲရတဲ့ဟုတ်အဲ့ဒီကနေပြီးအပြင်ဘက်ကိုပေါ့နော်ဆိုတော့ကနေပြီးတော့
1 cm လောက်ထွက်လိုက်ပါမယ်ဘယ်လောက်ထွက်မလဲ1 cm ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဆိုတော့အခုလိုမျိုးလေးဒေါင်းမှန်လေးတစ်စောင်းဆွဲလိုက်ပါမယ်ဒီကနေဒီထီကိုဆရာတို့ကအနောက်ချမ်းရဲပေါ့နော်လေပင်ဘာလောက်ထားလဲဆိုရင်ဆရာတို့ဒီတိုင်းလို့ရထားတဲ့အဖြေပေါ့နော်ဒီမှာဆိုရင်8 cm ရှိရပေါ့နော်လက်မနဲ့ဆိုရင်3လက်မနဲ့20ရှိပါတယ်အဲ့ဒီအတိုင်းလေးဘာလို့လိုက်မလဲဆိုရင်တက်ပြီးတော့ပေါ့နော်ဆရာတို့တစ်ချမ်းမှတ်မှာဖြစ်ပါတယ်ဒီပေါ်ဆရာတို့8 cm ဆိုပြီးတော့တက်လိုက်ပါမယ်8 cm ဆိုပြီးတက်လိုက်မယ်ပြီးလို့ရှိရင်ပေါ့နော်ဆရာတို့ဒီအောက်ကို2 cm ဆိုပြီးပြန်ဆင်းမယ်2 cm ပေါ့နော်လက်မနဲ့ဆိုရင်တော့6 cm လောက်ရှိတယ်အဲ့ဒါလေးအတိုင်းပဲဘာလို့လိုက်မလဲဆိုရင်ပြန်ဆင်းလိုက်ပါမယ်အခုလိုမျိုးလေးပြီးလို့ရှိရင်ဆရာတို့ကဒီမှာကိုကောလန်လာဆွဲမှာဖြစ်တဲ့ကြောင့်မို့ဒီနားလေးမှာဟနေတယ်ပေါ့နော်ဒီဟနေတဲ့နားလေးကိုဆရာတို့ကဘာလုပ်မလဲဆိုရင်စက်ကူလေးနဲ့ပြန်ဖြည့်ယူမှာဖြစ်ပါတယ်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ပေါ့နော်ခုနကတော့ကဆရာတို့2 cm ပေါ့နော်2 cm လက်မနဲ့ဆိုလို့ရှိရင်ဆရာတို့6စိတ်ဒီခုနကတော့ကအနောက်ချမ်းလှည့်ပင်ကနေဆင်ထားတဲ့အနောက်ချမ်းလှည့်ပင်အဖြေကနေဆင်ထားတဲ့အမတ်ကနေပြီးတော့ဒီအပေါ်ကိုလေးဆိုတော့မြင်းဖြောင်းလေးတစ်စောင်းအခုလိုလေးနည်းနည်းဆောင်းဆောင်းလေးဆွဲလိုက်မယ်ဒီလိုလေးဟုတ်ပြီနော်ဆွဲပြီးလို့ရှိရင်ဒီပေါ်ကိုကျွန်တော်ဆရာတို့က7 cm ဆိုပြီးတက်လိုက်ပါမယ်လက်မနဲ့ဆိုရင်တော့ဆရာတို့3လက်မဝင်ခြင်းပေါ့နော်ခုနကတော့ဆရာတို့ဒီ2 cm ဆင်ထားတဲ့အမှတ်နဲ့ဒီနားလေးကခုနကဆရာတို့ဒီမှာ1 cm ပေါ့နော်လက်မနဲ့ဆို4စိတ်ထွက်ထားတဲ့အမှတ်ကလေးနဲ့ဒီနားလေးကပေါ့နော်ဒီအမတ်ကလေးနဲ့ကိုဆရာတို့ကလမ်းပြီးတော့အခုလိုပေကွေးလေးနဲ့လမ်းဆက်မှာဖြစ်ပါတယ်အခုလိုပုံစံလေးပါနော်ခုလိုမျိုးလေးဖြစ်ပါတယ်ဆက်ပြီးသွားလို့ရှိရင်ဆရာတို့ကဒီ9 cm ပေါ့နော်လက်မနဲ့ဆိုရင်3လက်မဝင်ကျတက်ထားတဲ့ဒီအမှန်နဲ့ပေါ့နော်ခုနကတော့ဆရာတို့ဒီမှာ4 cm လက်မနဲ့ဆို1လက်မနဲ့4စိတ်ဝင်ချင်းထွက်ထားတဲ့အမှန်နဲ့ကိုပေါ့နော်ဆရာတို့ကနေပြီးတော့ဒီနံပါတ်ကိုဘာလုပ်လိုက်မလဲဆိုရင်ဆက်လိုက်မှာဖြစ်ပါတယ်အခုလိုလေးအဲဆိုရင်ဆရာတို့ပေါ့နော်ဒီကုတ်ကော်လန်ပေါ်တာလေးရပါမယ်ဒီမှာဆိုလို့ရှိရင်ခုနကတော့ဆရာတို့ဒီမှာထွက်ထားတဲ့အမှတ်ကလေးမရှိဘူးလားအဲ့ဒါလေးကိုပေါ့နော်ဆရာတို့ဘာလုပ်လိုက်မလဲဆိုရင်ရင်ထိတ်မှတ်ကလေးနဲ့ဒီလိုလေးလာဆက်လိုက်ပါမယ်တွေ့လားမသိဘူးเนาะဟုတ်ပြီเนาะဒီဆိုရင်ဆရာတို့ရင်ထိတ်ကလေးနဲ့ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဗောနော်ဆရာတို့အခုဆရာပြမယ်ဗောနော်ဒီရဲ့ဥစ္စာလေးကိုဆရာတို့ဘာလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါလေးကိုပတ်တန်တော့ကူးမှာဖြစ်ပါတယ်အဲ့တော့ဆရာရင်ဆုံးပတ်တန်လေးကူးလိုက်ပါမယ်เนาะပြီးလို့ရှိရင်ဆရာတို့ဒီ2မှတ်လာဆုံးနေတာလေးကိုလည်းဆရာတို့တစ်မှတ်ကလေးဒီလိုလေးပေးခဲ့ပါမယ်เนาะပြီးတော့ဆရာတို့ကူးလိုက်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးပုံစံလေးထွက်လာမှာဖြစ်ပါတယ်ဒီလိုပုံစံလေးထွက်လာပြီဆိုရင်ဆရာတို့ဒါလေးကိုကတ်ကြီးလေးနဲ့ကိုက်ထုတ်လိုက်မယ်เนาะကူထုတ်လိုက်တဲ့ဆိုရင်ဆရာတို့ဒီပုံစံလေးတိုင်းပါလာမလဲဆိုရင်ပတ်တန်လေးရလာမှာဖြစ်ပါတယ်ဒီနားမှာဆရာတို့ခုနကတော့ဆင်းသွားတဲ့ဒီအမတ်ကလေးရှိဟုတ်တယ်နော်အဲ့ဒီအမတ်ကလေးကနေပြီးဆရာတို့ဒီလိုလေးလာလုံးမယ်ဒီမှာကြည့်ဒီတိုင်းလေးဆရာတို့ရင်ထိတ်ကလေးနဲ့လာဆက်ပြီးတော့ပတ်တန်လေးကိုခုလိုမျိုးလေးဆရာယူလိုလေးယူပြပေးမယ်နော်ဟုတ်ပြီဒါလေးမှတ်ပြီးတော့ဆရာဒါလေးကိုဒီလိုလေးဆက်လိုက်ပါမယ်ဒီမှာကြည့်ရင်ထိတ်ကလေးနဲ့အခုလိုလေးဆက်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးထွက်လာမယ်ပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်ဆိုတော့ဒီဥစ္စာလေးကိုပဲပေါ့နော်ပြန်ယူပါမယ်ဒီမှာကြည့်နော်ဒီဥစ္စာကိုဘယ်လိုယူမလဲဆိုရင်ဒီဥစ္စာရဲ့ပေါ့နော်ဆိုတော့တဝက်မှာမှတ်လိုက်ပါမယ်ဒီလိုမျိုးလေးတဝက်မှာမှတ်ပြီးသွားပြီဆိုရင်ဒီရဲ့ဥစ္စာပေါ့နော်ဒီရဲ့အခု19ဆရာကူးထားတဲ့ဒီပတန်ကုတ်ကော်လန်ပတန်လေးကိုဒီလိုလေးလာယူလိုက်မယ်ဒီမှာကြည့်လာယူလိုက်ပြီးတော့သူနဲ့ပေါ့နော်ဒီခုနတဝက်ဝတ်ထားတဲ့အမှန်နဲ့ဒီအနားလေးနဲ့လာဆုံးတဲ့နေရာလေးကိုအခုလိုလေးတမတ်မှတ်လိုက်မယ်ဒီလိုလေးတမတ်မှတ်လိုက်မယ်ဒီလိုလေးပေါ့နော်ဒီလေးမှတ်ထားလိုက်မယ်တွေ့လားမသိဘူးเนาะဒီလိုလေးဒီမှာကြည့်ဒါဘယ်နာယူရလဲမသိပါဆိုလို့ဆိုတော့ဒီတဝက်ဝတ်တဲ့နာလေးနဲ့ဒီနှက်ခမ်းလေးနဲ့လာပြီးတော့စုံနေနေရလေးပေါ့နော်အခုလိုလေးရပြီဆိုလို့ရှိရင်ဒီဥစ္စာလေးအတိုင်းပေါ့နော်ဘာလုပ်လိုက်မလဲဆိုရင်ဆိုတော့ဒီရင်ထိတ်ကလေးနဲ့ပေါ့နော်လာပြီးတော့ဆက်ပါမယ်ဒီမှာဆိုတွေ့လားရင်ထိတ်ကလေးနဲ့ဒီဘက်ဥစ္စာကိုလည်းဆိုတော့ကရင်ထိတ်ကလေးနဲ့ဒီလိုလေးလာဆက်ပါမယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒီနှစ်ခုကလည်းခုနကဆိုတော့ဒါဆိုရင်ခုနကဆိုတော့လှုပ်လိုက်တဲ့ပတ်တန်လေးတိုင်းလာပေါ်ပြီဖြစ်ပါတယ်ဒီလိုမျိုးလေးဒီမှာဆိုရင်တစ်ဆက်ပြပေးပါမယ်ဒီလိုလေးဖြစ်ပါတယ်ဟုတ်ပြီနော်ခေအဲ့လိုလေးရပြီဆိုလို့ရှိရင်ဆိုတော့ပေါ့နော်2 cm လောက်ထပ်ထုတ်လိုက်မယ်အဲ့ဒီဒီအရှည်လေးတိုင်းပဲဘယ်လောက်ထုတ်လိုက်မလို့2 cm ဆိုပြီးထုတ်လိုက်ပြီးတော့ဆိုတော့ဒီမှာပြီးတော့လေပင်အကြားတော့ဆိုတော့ဒီမှာမူရင်းလေပင်အကြားကနေပြီးတော့အောက်ကိုဆင်းပြီးတော့ယူပြီးလို့ရတယ်ပေါ့နော်ကိုကြိုက်သလောက်ပေါ့နော်ဆရာတော့ဒီမှာဘယ်လောက်ယူမလဲဆိုရင်30မှာယူလိုက်ပါမယ်30ဆိုတော့လက်မနဲ့ဆိုရင်တော့4လက်မပေါ့နော်ဒီမူရင်းလေပင်ကနေအောက်ကိုအဲဆိုရင်ခုနကတော့ဆိုတော့ဒီမှာ2 cm ထွက်တဲ့အမတ်ဒီအထွက်ကနေပြီးတော့ဆိုတော့ဒီဘက်မှာဆိုရင်ပါရှိလဲဆိုလို့ရှိရင်ဆိုတော့က10 cm ဆင်းလိုက်တယ်ဟုတ်တယ်နော်10 cm လက်မနဲ့ဆိုလို့ရှိရင်4လက်မရှိတဲ့ဥစ္စာကိုဆိုတော့ကဘာလုပ်လိုက်မလဲဆိုရင်လမ်းပြီးတော့ V shape ပုံစံလေးပေါ်အောင်လို့လမ်းပြီးတော့ဆွဲလိုက်ပါမယ်ဒီလိုမျိုးလေးရှာမယ်နော်ဟုတ်ပြီနော်ပြီးလို့ရှိရင်ပေါ့နော်ဆိုတော့ဒီရဲ့ခုနကတော့အမဲလေးရှိရလေဒီဥစ္စာလေးနဲ့ဒီဥစ္စာလေးရဲ့နှစ်ခုကြားထဲကနေပြီးတော့ရင်ထိတ်ကနေပြီးတော့ဆိုတော့ဘယ်လောက်တက်လိုက်မလဲဆိုရင် 5cm ဆိုပြီးဒီနားမှာတက်လိုက်မယ်
5cm เนาะလမ်းမနဲ့ဆိုလို့ရှိရင်တော့ဆိုတော့ဘယ်လောက်လဲဆိုလို့ရှိရင်2လမ်းမလောက်တော့ဖြစ်မယ်ပေါ့နော်ပြီးလို့ရှိရင်ဆိုတော့ဒီအမဲနှစ်ခုဂျာလေးရဲ့တဝက်ကလေးကိုယူလိုက်ပါမယ်ဟုတ်ပြီနော်ယူပြီးတော့ဆိုတော့ဘာလုပ်လိုက်မလဲဆိုရင်ဒါလေးကိုအခုလိုမျိုးလေးတောက်ကလေးသေးလေးဒီမှာတစ်ခုပြန်လာထည့်မှာဖြစ်ပါတယ်ဒါလေးကိုပေါ့နော်အကိုင်းမှာဖြစ်တဲ့ကြောင့်မို့ပေါ့နော်ဆိုတော့ဒီရဲ့အကြီးချမ်းလေးနဲ့ဒီရဲ့အသေးချမ်းလေးနဲ့ကိုဆိုတော့ဘာလုပ်လိုက်မလဲဆိုရင်ပတ်တန်လေးကူးလိုက်မှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ဒီရဲ့ကော်လန်ကိုဘာလုပ်မလဲဆိုရင်လိမ့်မင်းလေးနဲ့လိမ့်ပြီးတော့ကူးလိုက်မယ်ပေါ့နော်ပြီးရင်ဆိုတော့ဒီနားလေးကအမတ်ကလေးကိုလည်းဒီလိုလေးပေးခဲ့မယ်ပေါ့နော်ပြီးရင်ဆိုတော့ဒီအမတ်ကလေးကိုလည်းဒီလိုလေးကူးသွားပါမယ်ပြီးရင်ဒီဥစ္စာလေးကိုလည်းအခုလိုလေးကူးလိုက်မယ်ပေါ့နော်ဒါဆိုရင်ပေါ့နော်ဆိုတော့ကူးလိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးပုံစံလေးထွက်လာမယ်ပေါ့နော်ဒီမှာတွေ့လားနော်ဒါလေးကိုဆိုတော့ဘာလုပ်မလဲဆိုရင်ကတ်ချီလေးနဲ့ကိုက်လိုက်ပါမယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ရဲ့ကော်လာလေးရပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ဆရာတို့ကဒီပုံစံလေးတိုင်းပေါ့နော်ပတ်တန်လေးကိုဒီနားမှာတစ်ချက်ကလေးလာကူးပေးရမယ်ဒီလိုပုံစံလေးတိုင်းဟုတ်ဒီမှာတွေ့လားနော်ဒီလိုပုံစံလေးတိုင်းပေါ့နော်ဒီအောက်ကကုတ်ကော်လာကိုကျွန်တော်ဒီလိုလေးကူးပေးရမယ်ဒီပုံစံလေးကူးပေးရမယ်နော်ဆိုတော့အပေါ်ကကုတ်ကော်လာလေးကတော့ဒီလိုလေးကူးပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးရှာမလားမသိနော်ဒီလိုပုံစံလေးဖြစ်ပါတယ်ဒီလေးရပြီဆိုလို့ရှိရင်တော့ပေါ့နော်ဆိုတော့ကဒီပတ်တန်လေးရပြီဆိုတော့ဒါလေးကိုကတ်စီလေးနဲ့ကိုက်ထုတ်လိုက်တော့မှာဖြစ်ပါတယ်ကိုက်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ့နော်ခုနကဆက်ကိုက်ပြတဲ့အတိုင်းလေးကိုက်လိုက်အောင်ပဲဖြစ်ပါတယ်ကိုက်လိုက်ရင်ဒီပုံစံလေးထွက်လာမယ်ပေါ့နော်ဟုတ်ပြီနော်အဲဆိုရင်ဆိုတော့ဒီလိုပတ်တန်လေးရလာမှာပေါ့နော်ဒါလေးကဆိုတော့ကော်လာကူလိုက်တဲ့ဥစ္စာလေးဒီကော်လာလေးကူလိုက်တာဆိုတော့ဒီဥစ္စာလေးပေါ့နော်ဒီလိုမျိုးလေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါလေးကိုကျွန်တော်ဆိုတော့ကပိစာကိုဘယ်လိုကိုက်မလဲဆိုတဲ့ချက်ပြောပြီးတော့ပြပေးပါမယ်နော်ဟုတ်ပြီနော်အဲဆိုရင်ဆရာတို့ကပတ်တန်ကိုပေါ့နော်ဒီလိုမျိုးလေးတင်ပြီးတော့ပေါ့နော်ဆရာတို့ကပတ်လေလေးလိမ့်မိန်လေးပေးထားမယ်အဲ့လိုပေးလိုက်တယ်ဆိုလို့ရှိရင်ဆရာတို့ဒီလိုပုံစံလေးထွက်လာမယ်ပေါ့နော်ဟုတ်ပြီဒီလိုပုံစံလေးထွက်လာပြီဆိုရင်ဆရာတို့ပိစာလေးကိုပေါ့နော်အခုလိုလေးကိုက်ထားမယ်နော်ဟုတ်ပြီနော်ဒီလိုလေးကိုက်ပြီးသွားရင်ဆရာတို့ကဒီဘေးကိုဘေးချုပ်စာလေးတွေခြံထားမယ်ပေါ့နော်ဒါဆိုရင်ပေါ့နော်ဆရာတို့ကဒီချုပ်စာလေးတွေခြံထားမယ်ပေါ့နော်ဒီဘက်တွေဒီလိုရပြီဆိုရင်ဆရာတို့ဒါလေးကိုတော့ချုံမှာဖြစ်ပါတယ်ဟုတ်ပြီဆရာတို့ဒီလိုမျိုးလေးကိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ့နော်ဆရာတို့ဒီချန်နဲ့ကွန်လာချမ်းကိုပေါ့နော်ဆရာတို့ဒီဘက်ကကျတော့အပိတ်ကိုက်မယ်ဒီချန်နဲ့ဘေးပတ်ပတ်လေရတော့ဆရာတို့က1 cm လက်မနဲ့ဆို4စိဖြစ်ပါတယ်ဒီဘက်ချမ်းနေရောပဲပေါ့နော်1 cm လက်မနဲ့ဆိုရင်4စိဖြစ်ပါတယ်ပတ်ပတ်လေလေးချမ်းမှာဖြစ်ပါတယ်နော်ခုလိုမျိုးတင်ပြသွားတာကိုအားလုံးပဲရစားလိမ့်မယ်လို့ဆရာအနေနဲ့မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာတော့ဘယ်လိုမျိုးပြန်တနာတွေတင်ပြမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်